ဒီကောင်ကလူချင်းအရင်ဘဝတုန်းကလောင်းကစားဆွဲမိသားစုကိုနှိပ်စက်ပြီးလူသက်သမားအထိဖြစ်ခဲ့တဲ့အမိုက်ကောင်ပေါ့ဒါပေမဲ့ကန်တရားကရေစရာကောင်းတယ်သူနိုးလာတဲ့အချိန်မှာအတိတ်ကိုပြန်ရောက်ပြီးဘဝတစ်ပြန်ဆောက်ခွင့်ရနေတာစုဝံရေခဲကန်တဲ့ပြုတ်မကြခင်တလအလိုကိုရောက်နေတာမို့အရာအလုံးကိုပြောင်းလဲဖို့အချိန်ရှိသေးတယ်သူ့ကိုမြင်နာနဲ့တင်ဇနီးဖြစ်သူစုဝံကကက်ကြီးနဲ့ထိုးဖို့ပြင်နေပြီသမီးလေးကလည်းအဖေဖြစ်သူကအကျွေးအတွက်နဲ့သူ့ကိုအဝေးကြီးကိုရောင်းပစ်တော့မယ်ဆိုပြီးငိုယိုနေရှာတယ်အကျွေးရှင်တွေကလည်း3ရက်အတွင်းရွှန်း80မပေးရင်အိမ်ဖြတ်မယ်လို့ချိန်ချောက်ထားတာဒါပေမဲ့လူချင်းစိတ်ပိုင်းဖြတ်လိုက်ပြီးအရင်လိုအောက်တန်းစားထပ်မလုပ်တော့ဘူးထက်လောင်းကစားလုပ်ရင်လက်ညှိုးကိုကိုယ်တိုင်ဖြတ်မယ်လို့ချိန်ဆလိုက်တယ်ကံကောင်းတာကသူကအနာဂတ်ကိုကြိုးသိနေတာပဲသူ့မှာအတိတ်ဘဝကမှတ်ဉာဏ်တွေရှိနေတော့တောထဲကစီးနှင်းတွေပင်ဆိုတဲ့ဆေးဖက်ဝင်ပင်ကနေပတ်စံအပုံလိုက်ရှာနိုင်တဲ့လှုပ်ဝက်ချက်ကိုသိနေတယ်ဆေးဆိုင်ပိုင်ရှင်ကလူချင်းယူလာတဲ့စီးနှင်းတွေပင်တွေကိုရွမ်90ဈေးပေးပေမဲ့လူချင်းကဒီအပင်ကိုချင်းရဲ့ဓမ္မရတိခုံရဲနဲ့တွဲသုံးရင်ချောင်းဆိုးယောဂအတွက်သုံးစားပူထိရောက်တဲ့ဆေးစွမ်းကောင်းဖြစ်လာမှာဆိုတဲ့အကြောင်းရှင်းပြလိုက်ပါတယ်လူချင်းတယောက်လိုချင်တဲ့ယွန်း100နဲ့တူရှာလာတဲ့ဆေးဖက်ဝင်ပင်တွေကိုအဖိုးအိုစီမှာအောင်မြင်ရောင်းချနိုင်ခဲ့ပြီးအကျွေးရှင်တွေစီကချင်းချောက်မှုကိုလည်းဖြည့်ရှင်းနိုင်ခဲ့တယ်3ရက်အတွင်းယွန်း80အကျွေးကိုအပြတ်ဆက်နိုင်ခဲ့လို့အကျွေးရှင်တွေတောင်အံ့ဩသွားရတယ်ဒါပေမဲ့အတိတ်ဘဝကအဖြစ်ဆိုးတစ်ခုကိုသူတတိယသွားတယ်အရင်ဘဝတုန်းကသမီးလေးညံရှိဖျားတုန်းကအချိန်မီဆေးမကူပေးနိုင်ခဲ့လို့အသက်ဆုံးရှုံးခဲ့ရတာဒီတစ်ခါတော့သူအမားမခံတော့ဘူးပထမဆုံးဆေးကမ်းမှာဆရာဝန်မရှိလို့စိုးရိမ်တကြီးနဲ့နောက်ဆေးကမ်းတစ်ခုကိုသမီးလေးကိုပွေပြီးအသက်လူပြေးခဲ့ရတယ်နိုင်ဝက်လောက်သာနောက်ကျရင်အုံနောက်ပျက်စီးမဲ့အခြေအနေကနေသမီးလေးကိုအချိန်မီကယ်တင်နိုင်ခဲ့လို့ဇနီးဖြစ်သူစုဝံကပါလူချင်းတယောက်တကယ်နောက်လဲရပြီးပြောင်းလဲသွားပြီဆိုတာယုံကြည်လာခဲ့တယ်အကျွေးလဲကြေသမီးလည်းအသက်ဘေးကလွတ်ပြီဆိုတော့လူချင်းတယောက်အနာဂတ်မှတ်ဉာဏ်ကိုသုံးပြီးနောက်ထပ်စီးပွားရေးတစ်ခုကိုမျက်စိကျပြန်တယ်အဲ့ဒါကတော့စောင်းတွင်းမှာဟင်းသီးဟင်းရွက်စိုက်ဖို့တဲဆောက်တာပဲဒါပေမဲ့သူ့ကိုမနာလိုတဲ့ရန်သူဟူစန်းတောက်ကလူလှုပ်ပြီးစိုက်ပျိုးရေးတဲတွေကိုတမင်လာဖျက်ဆီးတယ်လူချင်းကဖျက်ဆီးတဲ့ကောင်ကိုလက်ရဖမ်းဆီးပြီးရွာအတွင်းရေးမှုကျန်းနဲ့အတူရဲစခန်းပို့လိုက်နိုင်ခဲ့တယ်ဒါပေမဲ့ဟူစန်းတောက်ကကလဲစားချေဖို့ကြံစီဥမှမှုအတွင်းရေးမှုကျန်းကတတိထားပြီးနေထိုင်ဖို့မှကြားရင်ထွက်သွားပါတယ်လူချင်းတယောက်အရင်ဘဝကနာမည်ဆိုးကိုဖျောက်ဖျက်ဖို့ရွာသားတွေနဲ့ဆက်ဆံရေးကောင်းအောင်စတင်တည်ဆောက်နေပြီရွာထဲကဒေါ်လေးတယောက်ကိုလက်ဆောင်ပစ္စည်းသွားပေးပြီးအတိတ်ကကိစ္စတွေအားလုံးမေးပြဖို့နဲ့နောက်ကျရင်အပြန်အလှန်ကူညီကြဖို့ရင်ကြေးပြောဆိုခဲ့တယ်တစ်ဖက်မှာတော့မြို့ပေါ်ကနာမည်ကြီးဒေါင်ဖုန်းစားတောက်ဆိုင်ကဟင်းသီးဟင်းရွက်တွေပြက်လက်ပြီးအခက်တွေ့နေရတယ်။စောင်းတွင်းကြီးမို့လက်ဆက်တဲ့တီးနှံမရလို့ဖောက်တယ်တွေကပါစိတ်ပြက်နေကြတာ။အဲ့ဒီအချိန်မှာဆိုင်ပိုင်ရှင်အဖိုးမကလူချင်းတို့ရွာမှာစောင်းတွင်းကြီးပလတ်စတစ်ဖန်လုံးအိမ်နဲ့စိုက်ထားတဲ့တခွားသည်ခရမ်းကျင်သီးတွေဟာနွေရာသီတိုင်းလက်ဆက်နေတယ်ဆိုတဲ့သတင်းကိုကြားသွားတယ်။တခြားသူတွေကိုတောင်အလကားပေးကမ်းနေတယ်ဆိုတော့အဖိုးမလည်းမနေနိုင်ပဲလူချင်းစီအရောက်လာခဲ့တော့တာပေါ့။လူချင်းရဲ့ဖန်လုံးအိမ်ထဲကတခွားသီးတွေကိုမြည်ကြည့်ပြီးအဖိုးမတယောက်ပါဇက်မစီနိုင်အောင်သဘောကျသွားတယ်။စောင်းတွင်းမှာဒီလိုအရေးသွေးမျိုးတစ်ခါမှမမြင်ဘူးဆိုပြီးလူချင်းစီမှာရှိသမျှတီးနှံအကုန်လုံးကိုတင်းကျုံဝယ်ဖို့ကမ်းလှမ်းလိုက်တယ်။ဈေးကိုလည်းမြို့ပြင်ပေါက်ဈေးထက်20%တောင်ပိုပေးမယ်လို့ကတိစကားဆိုလိုက်ပါတယ်အဖိုးမကအရေးသွေးတာဒီတိုင်းအမြဲတမ်းမှတ်ရင်ရေရှည်အတွက်စာချုပ်ချုပ်မယ်လို့ကမ်းလှမ်းလာတယ်ဒါကြောင့်လူချင်းအတွက်တီးနှံရောင်းရဖို့စိတ်ပူစရာမလိုတော့ဘူးသူကအလုတ်သမားလိုနေတဲ့ရွာသားတွေကိုပါပုံမှန်ထက်လာစာ20%ပိုပေးပြီးထမင်းပါကျွေးကအလုတ်ခန့်လိုက်တော့ရွာသားတွေလည်းသူ့ပေါ်အမြင်ကြည်လင်ကုန်ကြပြီဒါပေမဲ့လူဆိုးဟူစန်းတောက်ကမကျေနပ်နိုင်ပဲလူချင်းရဲ့ဖန်လုံအိမ်တွေကိုညဘက်ကြီးလာဖျက်ဆီးဖို့တွေးနေတယ်ဒီလိုနဲ့မနက်ခင်းမိုးလင်းမှာဟင်းသီးဟင်းရွက်တွေပျက်စီးကုန်တာမြင်တော့တချို့ရွာသားတွေကတဘာဝကိုစန့်ကျင်လို့ကောင်းကင်ဘုံကအဖြစ်ပေးတာဆိုပြီးလှောင်ကြသေးတယ်ဒါပေမဲ့ခင်မီတဲ့လူချင်းကဖန်လုံအိမ်မှာဗီဒီယိုကင်မရာကြိုတက်ထားပြီးသားဟူစန်းတောက်တယောက်သူ့ကိုယ်သူတော်လာပြီးအထင်နဲ့အိမ်မှာအေးဆေးနေတော့ရဲတွေဝင်ပန်းတော့မှလူချင်းရဲ့ထောင်ချောက်ထဲမိသွားမှန်းသိလိုက်ရတယ်ဒီတစ်ခါတော့သူတစ်ပါးပိုင်ဆိုင်မှုဖျက်ဆီးမှုနဲ့ထောင်ထဲ15ရက်တေချာသွားအောင်တရားရတော့မှာပေါ့ရန်စူးငိမ့်သွားပြီးနောက်လူချင်းတို့လင်မယားစိုက်ပျိုးရေးကနေဝင်ငွေတွေအကြီးအကျယ်ရလာတယ်အိမ်မှာပတ်စံတွေထိုင်ရတွက်လိုက်တာယွန်း1000တောင်ရှိနေပြီသမီးလေးလည်းဝမ်းသာလို့မဆုံးဘူးရွာလုံးကျုပ်အစည်းအဝေးမှာလည်းရွာလူကြီးတွေကလူချင်းကိုအမှားသိပြီးပြုပြင်ပြောင်းလဲကကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်ခဲ့သူလို့ချီးကျူးပြီးတရွာလုံးအတူယူဖို့အတွက်ယွန်း1000အိမ်အောင်စုစံပြစုတစ်စိတ်ကိုအားလုံးရှိမှဂုံယူဝင့်ကြွားစွာချီးမြှင့်လိုက်ပါတော့တယ်ယွန်း1000အိမ်အောင်စုစုတစ်စိတ်ယူပြီးတဲ့နောက်လူချင်းတယောက်ရွာသားတွေရှိမှအတိတ်ကအမားတွေကိုဝန်ခံပြီးဘဝတစ်မှာလူကောင်းတယောက်ဖြစ်ရှင်သန်မဲ့အကြောင်းရဲရဲဝံ့ဝံ့ကြေညာလိုက်တယ်နှစ်အတော်ကြာဒုက္ခခံပေးခဲ့တဲ့ဇနီးတဲ့နဲ့သူ့ကိုခွင့်လွှတ်ပေးတဲ့ရွာသားတွေကိုလည်းအသေးသေးကနေကျေးဇူးတင်စကားပြောခဲ့တာပေါ့နှစ်တကူနွေဦးပွဲတော်ညမှာတော့လူချင်းအိမ်မှာအဖြူမဲ TVO ကြီးတစ်လုံးနဲ့ရွာသားတွေကိုပါဖိတ်ပြီးပျော်ပျော်ပါပါဧည့်ခံကျွေးမွေးခဲ့တယ်ဒီကြားထဲသူတွေးမိတာတစ်ခုရှိတယ်အဲ့ဒါကတော့အရင်ဘဝကသူမိုက်မဲခဲ့လို့စိတ်ဆင်းရဲခဲ့ရတဲ့မိဘနှစ်ပါးစီသွားပြီးအမှားဝန်ခံဖို့ပဲမိဘတွေရှိမှဒူးထောက်တောင်းပန်ရင်ခံစားခဲ့ရသမျှစုဝံကိုလည်းမိတ်ဆက်ပေးလိုက်တော့မိဘတွေခမညာဝမ်းနဲ့ဝမ်းသာနဲ့ချွေးမနဲ့မြေးလေးကိုဖတ်ပြီးငိုကြရှာတယ်မိသားစုပြန်ဆုံစည်းပြီးနောက်လူချင်းတယောက်မြို့ပေါ်မှာလူမိသားစုလက်ဆက်ဟင်းသီးဟင်းရွက်ဆိုင်ဆိုပြီးအောင်မြင်ဖွင့်လှစ်နိုင်ခဲ့တယ်ဈေးကွက်ထက်လဲဈေးသက်တာပစ္စည်းကလည်းလက်ဆက်တော့ဆိုင်မှာလူတွေတန်းစီပြီးအုံခဲဝယ်ကြတာပေါ့ဒါကိုမြင်ရတဲ့ရန်သူဟူစန်းတောက်ကတော့မနာလိုဖြစ်ပြီးအန်ကျိတ်နေတော့မယ်သူကမြို့ပေါ်ကလူမိုက်ကိုင်းစတာအကိုကြီးကွေ့လုံစီသွားပြီးလူချင်းရဲ့ဆိုင်ကိုဖျက်ဆီးအောင်ဖျက်ဆီးပေးဖို့ပြီးရင်ဒီဆိုင်ကိုအပိုင်စီးဖို့မြောက်ထိုးပင်ကိုလှုပ်တော့တာပေါ့အကိုကြီးကွေ့လုံကလည်းသဘောကျပြီးနောက်ရက်မှာတင်သူ့လူမိုက်တွေကိုလှုပ်ပြီးလူချင်းရဲ့ဆိုင်ကိုဝုန်းတိုင်းကျဲရိုက်ခွဲပစ်ပါတော့တယ်စုဝံကတော့ကြောက်လန့်တကြားနဲ့ကဲပါဦးလို့အော်ဟစ်နေချိန်မှာလူချင်းတယောက်ပါလူချင်းလို့လာရန်ကားတာလဲဆိုတာရင်ဆိုင်ဖို့ပြင်လိုက်တယ်လူမိုက်တွေကတလားကိုအကာအကွယ်ပေးခရွှန်900မပေးရင်ဆိုင်ပိတ်ပစ်မယ်လို့ချိန်ချောက်လာတယ်ဒါပေမဲ့လူချင်းကမလန့်တဲ့အပြင်စရင်ရှင်းရအောင်ပြေစာရေးပေးပြီးတစိမ့်တုံးပါထူပေးဖို့အေးအေးဆေးဆေးတောင်းဆိုလိုက်လို့လူမိုက်တွေတောင်ကြောင်သွားရတယ်အဲ့ဒီအချိန်မှာပဲလူချမ်းကရဲတွေကိုတိတ်တဆိတ်ခေါ်လိုက်တာမို့ရဲတွေရောက်လာပြီးလူဆိုးတွေကိုဖမ်းသွားပါတယ်
နောက်တော့လူချမ်းကသူ့ဇနီးကိုဒီလူမိုက်တွေရဲ့နောက်ွယ်မှာလုံချမ်းဆိုတဲ့အုပ်စုကြီးရှိနေပြီးတာမန်လူမိုက်တွေမဟုတ်လို့တတိထားဖို့နဲ့ကလေးတွေကိုပါတိတိကျကျစောင့်ကြည့်ဖို့တတိပေးလိုက်တယ်။ဒါပေမဲ့ဟူဆန်းတောက်နဲ့လူမိုက်ခိုင်းကလူချင်းကိုအယိုးတဲ့အထိနာကျင်အောင်လုပ်ဖို့ကလေးတွေကိုပြန်ပေးဆွဲဖို့ကြံစီကြတော့တာပဲ။လူချမ်းဇနီးကကျောင်းကိုလိုက်သွားတဲ့အချိန်မှာတမီးလေးမြန်ရှိတယောက်ပျောက်ဆုံးသွားခဲ့ပြီးလမ်းသွားလမ်းလာတယောက်ကအုတ်ထုတ်ဆောင်ထားတဲ့လူစိမ်းတယောက်ကကောင်မလေးကိုဘန်ကားအိုကြီးတစ်စီးတဲ့အတင်းဆွဲခေါ်သွားတာမြင်လိုက်တယ်လို့ပြောပြတယ်။ဇနီးဖြစ်သူစုဝံကလည်းတမီးလေးအဖမ်းခံလိုက်ရပြီဆိုတာသိပြီးငိုယိုကဖုံးဆက်လာတယ်။လူချင်းတယောက်ရင်ထဲမှာမိတောက်သွားပေမဲ့စိတ်ကိုအတက်နိုင်ဆုံးထိန်းပြီးဇနီးတဲ့ကိုစိတ်အေးအေးထားဖို့ဆိုင်မှာပဲတားဖြစ်သူညံအန်ကိုတိတိကျကျစောင့်ကြည့်ပြီးဘယ်မှမသွားဖို့မှာလိုက်တယ်။ပြီးတော့တမီးလေးကိုကဲတင်ဖို့နဲ့ဒီကောင်တွေကိုအပြက်ရှင်ဖို့တယောက်တည်းထွက်လာခဲ့တော့တယ်။ပြန်ပေးဆွဲသမားကလူချင်းစီဖုံးဆက်ပြီးတမီးကိုအသက်ရှင်လျက်လူချင်းရင်မနှက်ဖြန်မိုးမချုပ်ခင်ရွံတသိန်းနဲ့လာရွေးဖို့ရဲတိုင်ရင်အလောင်းမဲရမယ်လို့ချင်းချောက်တယ်။တမီးလေးရဲ့ငွေယိုအကူကြီးတောင်းတန်ကိုကြားလိုက်ရတဲ့လူချင်းတယောက်ရင်ထဲမီးဟုံးဟုံးတောက်သွားပြီးတတ်မှတ်ထားတဲ့နေရာကိုချက်ချင်းလိုက်သွားတော့တယ်။အဲ့ဒီမှာစောင့်နေတာကတခြားသူမဟုတ်ဘူး။လူဆိုးဟူဆန်းတောက်ပဲ။သူကလူချင်းကိုကြည့်ပြီးအောက်ထပ်တရော်ရည်ရင်တုံလို့เสียလှုပ်ဝက်ချက်တစ်ခုကိုဖွင့်ပြောလိုက်တယ်။တကယ်တော့ဟူဆန်းတောက်ဟာလည်းလူချင်းလိုပဲအတိတ်ဘဝကနေပြန်လည်မွေးဖွားလာသူဖြစ်နေတာ။အရင်ဘဝတုန်းကလူချင်းရဲ့သားကသူ့ကိုထောင်ထဲပို့ခဲ့လို့ရိုက်တက်ခံခဲ့ရတဲ့အတွက်ဒီဘဝမှာလူချင်းရဲ့မိသားစုတစ်ခုလုံးကိုအမြင့်ပြတ်ချေမှုန်းပြီးကလဲစားချေဖို့ပြန်လာတဲ့ဟူဆန်းတောက်ကသွေးအေးနဲ့ပတ်စံတောင်းပြီးတမီးဖြစ်သူကိုတတ်ဖို့ပြင်နေတဲ့အချိန်မှာပဲလူချင်းရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာတယ်။အဲ့ဒီအချိန်မှာပဲအားလုံးမလုံးနဲ့ဆိုတဲ့အော်တန်နဲ့အတူရဲတပ်ဖွဲ့ဝင်တွေဝုန်းကနေဝင်လာပြီးလူမိုက်တွေကိုအကုန်ဝိုင်းဖမ်းလိုက်တော့တယ်။ဟူဆန်းတောက်တယောက်လူချင်းကအစကတည်းကရဲတွေကိုစက်တိုက်ပြီးထောင်ချောက်ဆင်ထားမှန်းသိသွားတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားပြီ။လူချင်းတယောက်တမီးလေးကိုရင်ခွင်ထဲဆွဲဖက်ပြီးစိတ်အေးရအောင်ချုံမော့လိုက်တယ်။ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့တမီးလေးဘေးကင်းသွားတယ်လို့လူဆိုးတွေလည်းအကုန်ဖမ်းခံလိုက်ရပြီ။တရားရုံးကနေဂိုင်းစတာလုံခြံကိုမာဖီးယားအဖွဲ့ဖွဲ့မှုပြန်ပေးဆွဲမှုတွေနဲ့တသက်တကြွပြစ်ဒဏ်ချမှတ်လိုက်တယ်။အတိတ်ဘဝရဲ့မှတ်ဉာဏ်တွေကိုတုံးပြီးကလဲစားချေဖို့ကြံစီခဲ့တဲ့ဟူဆန်းတောက်လည်းတသက်တကြွကြခံလိုက်ရတာပဲ။အကျဉ်းထောင်ထဲရောက်သွားတဲ့အထိဟူဆန်းတောက်ကအနာဂတ်ကိုကြိုသိနေပါလျက်နဲ့ဘာလို့ရှုံးရတာလဲဆိုပြီးမကြေမနက်ဖြစ်နေတော့လူချင်းကတော့မုန်းတီးမှုဟာလူကိုရက်ဆက်စေုံပဲရှိမယ်။တကယ်ခွန်အားမဖြစ်စေဘူး။ရင်ထဲမှာကာကွယ်ခြင်းနဲ့မိသားစုရှိသူတွေဒါနောက်ဆုံးမှာအနိုင်ရတာလို့ခက်အေးပဲတုံ့ပြန်လိုက်တယ်။အန်ရီတွေကင်းစင်သွားပြီးနောက်လူချင်းကရွာသားတွေအားလုံးချမ်းသာဖို့အတွက်ကုမ္ပဏီနဲ့လယ်သမားပူးပေါင်းစိုက်ပျိုးရေးစနစ်အသစ်ကိုမိတ်ဆက်ပေးတယ်။ရွာသားတွေကကိုယ့်လယ်ထဲကိုစိုက်ပျိုးပြီးထွက်လာသမျှတီးနှံတွေကိုလူချင်းရဲ့ကုမ္ပဏီကအာမခံစေနဲ့အကုန်လိုက်သိမ်းပေးမဲ့အစီအစဉ်ပေါ့။ရွာသားတွေလည်းလူချင်းကိုယုံကြည်လို့စာချုပ်တွေအပြိုင်ဆိုင်လာချုပ်ကြတယ်။တရွာလုံးတိုးတက်စီကားလာတာမြင်ရတဲ့ရွာတွင်းရေးမှုကြီးကလည်းလူချင်းတယောက်သူတို့တစ်သက်လုံးမလုံနိုင်ခဲ့တဲ့အိမ်မက်တွေကိုတကယ်အကောင့်ထဲပေါ်ပေးနိုင်ခဲ့ပြီဆိုပြီးဝမ်းသာအားရနဲ့ချီးကျူးလိုက်ပါတော့တယ်။လူချင်းကတော့ရွာသားတွေအားလုံးဆင်းရဲတွင်းကလွတ်ပြီးဘဝကောင်းမွန်စေခြင်းနဲ့စေတနာနဲ့ရှေ့ဆက်နေတာအတိတ်ကအမှားတွေကိုပြုပြင်ပြီးကံကြမ္မာကိုကိုယ်တိုင်ပြောင်းလဲနိုင်ခဲ့လို့ရွာသားတွေကသူ့ရဲ့တောက်ပမဲ့ရှေ့ခရီးအတွက်ဝမ်းသာအားရနှုတ်ဆက်အားပေးခဲ့ကြတယ်။ဒါပေမဲ့အောင်မြင်လာတာနဲ့အမျှရန်သူအစ်စ်ကပေါ်လာပြန်ရောပြည်နယ်မြို့တော်ကချမ်မောက်ကလူဝါဆိုတဲ့ကုမ္ပဏီကြီးကမန်နေဂျာဝန်ကလူချင်းရဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ဆိုင်တွေကိုအပိုင်သိမ်းဖို့မောက်မာစွာနဲ့လာဝယ်တယ်။စီးပွားရေးအင်အားချင်းမများတာမို့ဇနီးဖြစ်သူစုဝံကလည်းအရေးသွေးနဲ့ဖောက်တေဟောင်းတွေကိုအားကိုးပြီးတိုက်ပွဲဝင်ဖို့အသင့်ပြင်ထားတာလူချင်းကပြက်ပြက်တသားညင်းလိုက်တော့မန်နေဂျာဝန်ကသူတို့နဲ့ပြိုင်ရင်6လတောင်ခံမှာမဟုတ်ဘူးလို့ချင်းချောက်ပြီးထွက်သွားတယ်။မကြဘူးချမ်မောက်ကယူကကောက်ကျစ်တဲ့နီလန်သုံးလာတော့တာပဲစိုက်ပျိုးရေးစခန်းကလယ်သမားတွေကိုဟင်းသီးဟင်းရွက်1ကီလိုဂရမ်ကို10ပြားပို့ပေးမယ်ဆိုပြီးစီးယုံတော့တချို့လယ်သမားတွေတွေးလှုပ်ရှားကုန်ကြတယ်ဒါကိုရွာအကြီးကဲဦးလေးကလာပြောတော့လူချင်းကဒါဟာလယ်သမားတွေကိုအတုံးချပြီးသူတို့ကိုဖယ်ထုတ်ခြင်းနဲ့ယာယီထောင်ချောက်မှန်းရိပ်မိသွားတယ်ဒါကြောင့်ထွက်သွားခြင်းတဲ့သူကိုမတားဘူးဒါပေမဲ့နောက်တစ်ချိန်တမဝါယမအဖွဲ့လည်းပြန်ဝင်ခွင့်မပေးတော့သလိုဆက်ရှိနေတဲ့သူတွေကိုတော့နှစ်ကုန်ရင်အမျက်ဝေစု10%ပို့ပေးမယ်လို့ပြက်ပြက်တသားတုတ်ပြန်လိုက်တယ်ရန်သူချမ်မောက်ကယူကိုနှိမ်နှင်းဖို့စုဝံကမြို့ပေါ်ကစူပါမားကတ်တွေနဲ့ရေရှည်စာချုပ်တွေကျူးချုပ်ထားပြီးလယ်သမားတွေဘက်ကတီးနှံမရောင်းရတာရေကြီးတာဘာပဲဖြစ်ဖြစ်ကုမ္ပဏီကအကုန်တာဝန်ယူပေးမယ်ဆိုတော့ရွာသားတွေစိတ်အေးသွားရတာပေါ့ဒါပေမဲ့ချမ်မောက်စီကပတ်စံစားထားတဲ့ကျန်းအာကျူကလူချင်းဟာဝယ်ဈေးနေပြီးခေါင်းပုံဖြတ်နေတယ်ဆိုပြီးရွာသားတချို့ကိုမြောက်ထိုးပင်ကော်လုံနေခဲ့တာကိုလူချင်းတို့ကတီးသွားပြီးသူတို့ရှိနေတဲ့နေရာကိုရောက်လာခဲ့တယ်လူချင်းကတော့နောက်မဆုတ်ပဲရွာလုံးကျွတ်ရှိမှစရင်အင်းစာအုပ်တွေကိုတစ်ခုချင်းစီချပြလိုက်တယ်မျိုးစေ့မြေဩဇာစရိတ်နဲ့တည်ယူပို့ဆောင်ရေးခါတွေနှုတ်လိုက်ရင်ကုမ္ပဏီအနေနဲ့တချင်ကိုပြား40ပဲမြတ်တာဖြစ်ပြီးဈေးကွက်ပြက်လို့ကိုတောင်နဲ့ပုတ်သွားရင်လည်းကုမ္ပဏီကပဲဆုံးရှုံးမှုအလုံးကိုတာဝန်ယူရကြောင်းရှင်းပြလိုက်တယ်လွန်ခဲ့တဲ့နှစ်ကကော်ဖီထုတ်ဈေးပြား30အထိကျဆင်းသွားတော့ကတော့တမတ်ဝါယမအဖွဲ့ကပြား90နဲ့ဆက်ဝယ်ပေးခဲ့တာပဲလေအဲ့ဒီအပြင်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကရွာသားတွေကိုအမျက်ဝေစုအဖြစ်တအိမ်ထောင်ကိုရော2000စီခွဲပေးခဲ့တဲ့ဗန်မတ်တန်းတွေကိုပါချပြလိုက်တော့ရွာသားတွေလည်းအမှန်တရားကိုသိသွားကြတယ်တမဝါယမအဖွဲ့ထဲတောင်မဝင်ထားပဲလာသွေးခွဲတဲ့ကျန်းအာကျူကိုရွာသားတွေကရဲတိုင်မယ်ဆိုပြီးဝိုင်းမောင်းထုတ်လို့ထွက်ပြေးရတော့တာပေါ့အရင်ကလောင်းကစားသမားလင်မယားဆိုပြီးတနာခဲ့ကြတဲ့ရွာသားတွေကအခုတော့လူချင်းတို့ဆွဲလုံးလာကြောင်းအောင်မြင်လာတာကိုအားကြအတူယူပြီးချီးကျူးပါတော့တယ်ကုမ္ပဏီအောင်မြင်လာချိန်မှာပဲခရိုင်ကစိမ့်လန်းစိုက်ပျိုးရေးထွက်ကုန်လက်မှတ်လျှောက်ဖို့အခွင့်အရေးတည်ရောက်လာပြန်တယ်ဒီလက်မှတ်ရရင်ဝယ်ဈေး30%ပိုရမယ့်အပြင်မြို့ကြီးတွေကစူပါမားကတ်ကြီးတွေအထိပါတိုးချဲ့နိုင်မှာဒါပေမဲ့စီကန်းကအရန်တင်းကျပ်ပြီးပိုးသက်စေမသုံးရတဘာဝမြေဩဇာပဲသုံးရမယ်ဆိုတော့ရွာသားတွေစိတ်ပြက်ကုန်ကြတယ်အထူးသဖြင့်အဖိုးအိုဝန်ကအရင်လိုဓာတ်မြေဩဇာသုံးမှအသီးအနှံမြန်ကြီးပြီးအထွက်နှုန်းကောင်းမှာအခုလိုတဘာဝမြေဩဇာပြောင်းသုံးလို့အထွက်နှုန်းကြရင်ဘယ်သူတာဝန်ယူမလဲတားဖြစ်သူမိမပေးစားဖို့ပတ်စံလို့နေတာဆိုပြီးလူချင်းကိုလှောင်ပြောင်ကြီးတွဲတော့တာပေါ့လူချင်းကစိတ်မဆိုးပဲရွာသားတွေရှိမှပဲစရင်အင်းတေချာတွက်ပြလိုက်တယ်တာမန်တခွားသီးကတအေကရွမ်6400ပဲရပေမဲ့စိမ့်လန်းလက်မှတ်ရရင်ဝယ်ဈေးတိုးပေးမှမို့အထွက်နှုန်းနည်းနည်းကြရင်တောင်ရွမ်8000ကျော်အထိဝင်ငွေပိုရလာမှာဒါတင်မကဘူးနောက်ကြရင်ဈေးကွက်ကအရေးသွေးကိုပဲကြီးတော့မှမို့အခုကတည်းကအမိမလိုက်ရင်တာမန်ဟင်းသီးဟင်းရွက်တွေကိုဘယ်သူမှဝယ်မှာမဟုတ်ဘူးလို့တတိပေးလိုက်တယ်အကယ်၍အထွက်နှုန်းတကယ်လျှော့သွားရင်လည်းကုမ္ပဏီကဆုံးရှုံးမှုထက်ဝက်ကိုစိုက်ရော်ပေးမယ်လို့အာမခံလိုက်တော့တယ်
လူချင်းရဲ့စည်ရင်စရာနဲ့အာမခံချက်ကိုကြားတော့အဖိုးအိုဝမ်လည်းချက်ချင်းအပေါက်ပိတ်သွားပြီးတတိလူစကားကိုပဲနားထောင်တော့မယ်လို့သဘောတူလိုက်တယ်တခြားရွာသားတွေလည်းတောင်းဖြားနဲ့ထောက်ခံကြပြီးစိတ်လန့်လက်မရဖို့အတက်တရောစလုပ်ကြတော့တာပေါ့အိမ်ပြန်လမ်းမှာဇနီးဖြစ်သူစုဝင်ကရွာကိုစတင်ချေချတော့ကဖန်လုံအိမ်ဆောက်မယ်ပြောလို့တရွာလုံးလောင်ပြောင်ခဲ့ကြတာကိုတတိယပြီးအခုလိုလုပ်ငန်းကြီးဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးလို့ရင်ဖွင့်ရှာတယ်လူချမ်းကလည်းပြုံးပြီးအစတုန်းကတော့သူလဲယွန်း80အကျွေးကြေဖို့နဲ့တာမယာဝဝလင်စားရဖို့ပဲတွေးခဲ့တာပါတဲ့ဒါပေမဲ့ရှောက်လန်းလာရင်လမ်းတွေကပိုကျလာပြီးမှလူချင်းကသူ့ရဲ့နောက်ထပ်အိမ်မက်အစ်စ်ကိုဖွင့်ပြောလိုက်တယ်အဲ့ဒါကတော့အေးခန်းတူလောင်ယုံတွေစောက်ပြီးတီးနှံတွေကိုအစင်းမြင့်ပြုပြင်မွမ်းမံဖို့နဲ့တခြားရွာတွေကိုပါဆွဲခေါ်သွားဖို့ပဲလေသမားတွေအနေနဲ့မြို့ပေါ်တက်ပြီးအိမ်နဲ့ဝေးရမှာပင်ပန်းခံစရာမလိုပဲမိမိတို့အိမ်ရှိမှတင်ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်အောင်ဖန်တီးပေးမယ်ဆိုတဲ့လူချင်းရဲ့ကြီးမြတ်တဲ့ရည်မှန်းချက်နဲ့အတူဇလန်းလေးကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတော့တယ်